ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာ One Championship နဲ့တရားတစ်ပောင်ရင်ဆိုင်ရဖို့ရှိနေတဲ့ Rotan ဟာလာမယ့်ဧပြီလ29ရက်နေ့မှာရှင်မြန်ကစားမယ့်ထာကေရုနဲ့ပွဲအတွက်အာယုံစူးစိုက်ပြီးတော့လက်ကျင့်ပြင်ဆင်မှုတွေမလုပ်နိုင်ဘူးလို့သိရှိရပါတယ်ခင်ဗျာဒီရက်ဒီထဲမှာ Rotan ဟာ One Championship နဲ့အမှုဖြစ်နေတဲ့ကိစ္စကိုပဲအောင်ရောက်နေတယ်လို့သူနဲ့နှိစက်သူတွေကထုတ်ဖော်ရေးသားလာပါတယ် Rotan အနေနဲ့ One Championship နဲ့အမှုမှာရှုံးနေခဲ့မယ်ဆိုရင်ကျော်ကြီးကတော်တော်ကိုပေးရဖို့ရှိနေတယ်ခင်ဗျ One Championship ကလည်း Rotan ကိုနိုင်ငံ၃နိုင်ငံမှာတရားစွဲဆိုထားတာဖြစ်ပါတယ်ပြီးတော့ One Championship က Rotan နဲ့လမ်းခွဲတော့မယ်ဆိုတာအတည်ပြုလိုက်ပြီဖြစ်ပါတယ်ခင်ဗျမနေ့ကပဲ One Championship က post ရေးသားလွှင့်နေခဲ့တယ်လာမယ့်ဧပြီလ29ရက်နေ့မှာ Rotan နဲ့ထာကေရုထုံးမဲ့ပွဲဟာမူလအတိုင်းပဲပွဲဖြစ်တယ်ဒါပေမဲ့ဒီပွဲစဉ်ဟာ fighter နှစ်ယောက်လုံးရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တယ်ဆိုပြီးတော့ရေးသားလိုက်တာဖြစ်ပါတယ်ခင်ဗျထာကေရုကတော့ဒီပွဲပြီးရင် professional ကစားသမားဘဝအနေအနားဥတော်မှာဖြစ်ပါတယ်ကစားသမားဘဝရဲ့အနားဥတဲ့နောက်ဆုံးနှုတ်ဆက်ပွဲပေါ့လေ Rotan ကတော့ဝမ်းကိုနှုတ်ဆက်တဲ့ပွဲစဉ်ဖြစ်ပါတယ်သူဟာကျန်တဲ့ promotion မှာဆက်လက်ပြီးတော့ကစားသမားဘဝကျင်းတဲ့ဖြတ်သန်းမှုရည်မှန်းထားပါတယ်ခင်ဗျဒါပေမဲ့ဖြစ်လာမဖြစ်လာဘူးဆိုတော့စောင့်ကြည့်ရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဝမ်းနဲ့ Rotan ရဲ့ကြားမှာရှုပ်ဆိုထားတဲ့စာချုပ်ကတော်တော်လေးကိုရှုပ်ထွေးနေပါတယ်ခင်ဗျRotan ကတော့သူဟာဘာတစ်ခုမှမသိရဘဲနဲ့ဒီစာချုပ်ကိုလက်မှတ်ရေးထိုးလာတာဖြစ်တယ်ဆိုပြီးပြောထား One ဘက်ကပြန်ပြောထားတာကတော့ပထမချုပ်ဆိုခဲ့တဲ့စာချုပ်နဲ့99.99%တူညီနေတဲ့စာချုပ်ဖြစ်တယ်အဲ့ဒါကို Rotan ကမသိပဲလက်မှတ်ထိုးရဆိုတာဖြစ်နိုင်ပါမလားဆိုပြီးတော့တုံ့ပြန်ပြောကြားထားပါတယ်ခင်ဗျအခုတော့ Yes ကန်နေမှာရောတရားရုံးနေမှာပါ Rotan ဘက်ကရော One Championship ကပါအမှုရင်ဆိုင်မှုပြင်ဆင်လိုက်ဖြစ်ပါတယ်One Championship ကတော့ Rotan ရဲ့ဝမ်းကိုနောက်ဆုံးကစားပေးတဲ့ပွဲထာကေရုရဲ့ကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲဒီပွဲဟာဂျပန်ပြည်မှာအကောင်းဆုံးပွဲစဉ်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ကြော်ညာစာရေးသားထားတော့လည်းတွေ့ရပါတယ်ခင်ဗျထာကေရုကတော့ဒီပွဲအတွက်အောင်စူးစမ်းမှုပြင်နေလေ့ကျင့်ပြင်ဆင်နေတယ်ပြီးတော့သူ့အနေနဲ့ပထမကြိမ်တွေ့တော့ပထမပွဲကြီးမှာရင်အလဲထိုးနဲ့ရှုံးနေခဲ့ရတာကိုပြန်ပြီးတော့ရှုံးကြွေးဆက်မယ်အကောင်းဆုံးလုပ်ပြမယ်ပရိသတ်တွေရှင်းမောက်မှာကပတ်ကိုလည်းယူမယ်နှုတ်ဆက်ပွဲကိုလည်းအလှပဆုံးညီကုန်းရှုံနိုင်အောင်သူလေ့ကျင့်နေတယ်ဆိုပြီးပြောထားပါတယ်ခင်ဗျအခုကြားသိရတဲ့သတင်းတွေမှာတော့ထာကေရုကအာကျွတ်မှတ်တဲ့လေ့ကျင့်ပြင်ဆင်နေချိန်မှာ Rotan ကတော့အမှုကိစ္စကိုအောင်ရောက်ပြီးတော့လေ့ကျင့်မှုမှာအောင်စူးစမ်းမှုနဲ့ပါတယ်လို့သိရှိရပါတယ်ခင်ဗျဟုတ်ကဲ့ဧပြီလ29ရက်နေ့မှာထုံးမဲ့ပွဲစဉ်မှာ Rotan ကပဲထာကေရုကိုနှစ်ကြိမ်ဆက်အနိုင်ရမလားဒါမှမဟုတ်ထာကေရုကပဲရှုံးကြွေးဆက်သွားလိမ့်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ